ဘဝင်မြင့်နဲ့ကြောင်လေးရှေးတုန်းကဘယင်မတစ်ပါးမှာအချစ်တော်ကြောင်လေးတစ်ကောင်ရှိတယ်ဘယင်မဟာသူ့ရဲ့ကြောင်လေးကိုသိချစ်တဲ့အတွက်ရာဇပလင်ပေါ်ထိုင်ပြီးတရားစီရင်တဲ့အခါမှာတောင်ကြောင်လေးကိုပုံပေါ်တင်ထားလိမ့်ရှိတယ်စီရင်ချက်ချမယ်နာခံစီကြောင်လေးဟာဘယင်မကမြောက်စားလွန်းတဲ့အတွက်ဘဝင်မြင့်နေတော့တယ်ငါကွဘယင်မမှာနွားမကြီးတစ်ကောင်ရှိပြီးအဲ့ဒီနွားမကြီးကထွက်တဲ့နွားနို့ကိုဘယင်မဟာနေ့စဉ်တောက်သုံးလိမ့်ရှိတယ်အဲ့ဒီနွားနို့ကိုတောက်တဲ့အတွက်ဘယင်မဟာကျမ်းမာရေးကောင်းပြီးအသားလှတယ်လို့ယုံကြည်တယ်အသက်ရှည်တယ်လို့လည်းယုံကြည်တယ်ဒါကြောင့်ရန်ရွှေတော်တွေဟာဘယင်မကြီးကိုတနေ့နွားနို့သုံးခွက်ဆက်တာရတယ်ငါရဲ့နွားမကြီးဟာငါ့ကိုအင်မတန်အကျိုးပြုတယ်တနေ့ကိုနွားနို့သုံးခွက်မှမသုံးဆောင်ရရင်ငါနေလို့မကောင်းတယ်လို့ခံစားရတယ်ဘယင်မကြီးရဲ့ကြီးကျူးခြင်းခံရတဲ့နွားမကြီးကိုကြောင်လေးဟာမနာလိုဖြစ်နေတဲ့အတွက်ကဲ့ရဲ့ပုတ်ခတ်ပြောဆိုလိရှိတယ်ဗျိုးနွားမကြီးဘယင်မကချီးကျူးတဲ့ဆိုပြီးသိဘဝင်မြင့်မနေနဲ့တကယ်တော့ဘယင်မကကြုတ်ကိုပို့ချစ်တာဗျသိလားခမရရဲ့နိုးကညှီနဲ့ဘယင်မမို့မယုံမရှာတော့တယ်ကျုပ်ကတော့ယွန်းလို့မတော့ဘူးကျုပ်ကကြက်သားတို့ဝတ်သားတို့ပင်လယ်ငါးတို့မှစားတာဗျသိလားနွားမကြီးကိုချိုးဖဲပြောပြီးကဲ့ရဲ့ရှုပ်ချတဲ့ကြောင်လေးဟာပင်လယ်ငါးကြော်စားတဲ့အခါမှာအယိုးဆူးပြီးဗျအာလာလာကြောင်လေးဟာအယိုးဆူးတဲ့ဝေဒနာကိုပြင်းစွာခံစားနေရတော့တယ်နောက်ဆုံးမှာဘယင်မကနန်းတွန်းသမားတော်ကြီးကိုခေါ်ပြီးကုခိုင်းရတော့တယ်ဟောဒီရိုးပြော်သေးတော့ရမယ်15ရက်လုံးတော့ရမယ်ဒီကြားထဲမှာအစာလုံးဝစားလို့မရဘူးဒီလိုနဲ့15ရက်အကြာမှာအယိုးဆူးတဲ့ဝေဒနာလုံးဝပျောက်ကင်းသွားတော့တယ်15ရက်လုံးအစာမစားရတဲ့ကြောင်လေးဟာနွားနို့ပဲတောက်ရတော့တယ်15ရက်လုံးအစာမစားရပါပဲငါဟာအစာရည်သာပြတ်မသွားပဲအခုလိုအားအင်ပြေဖြိုးနေတာဟာနွားနို့တောက်ရလို့ပဲနွားမကြီးရဲ့နို့ဟာညီလဲမညီပဲတောက်လို့လည်းအရသာရှိတယ်အားအင်လည်းဖြစ်စေတယ်ငါ့ကိုအသက်ဆက်ပေးတဲ့နွားနို့ကိုညှစ်ထုတ်ပေးရှာတဲ့နွားမကြီးဟာငါ့ရဲ့ကျေးဇူးရှင်ပါပဲငါစော်ကားမိတာမှားပြီဘဝင်မြင့်မိတဲ့ကြောင်လေးဟာနောင်တကြီးစွာရပြီးနွားမကြီးကိုတောင်းပန်ရတော့တယ်ကျွန်တော်မှားပါတယ်ဗျာကျွန်တော်ကိုခွန်းလွတ်ပါနော်ခွန်းလွတ်ပါတယ်ကွယ်ခွန်းလွတ်ပါတယ်ကဲကလေးတို့ရေသူတစ်ပါးကိုကဲ့ရဲ့ရှုတ်ချတာဟာမကောင်းဘူးနော်ကလေးတို့လည်းသူတစ်ပါးကိုကဲ့ရဲ့ရှုတ်ချပုတ်ခတ်စော်ကားတာမျိုးဘယ်တော့မှမလုပ်ကြပါနဲ့ကွယ်